မင်္ဂလာပါရှင် Minimal Construction and Decoration မှာကြိုဆိုလိုက်ပါတယ်အခုပြင်တွေ့နေရတဲ့တိုက်လေးကတော့တာကီတာမြို့နယ်မှာတည်ရှိတာပဲဖြစ်ပါတယ်ရှင်ဒီ RCC နဲ့ထက်ခွဲလုံးရှင်းတိုက်လေးဟာခုဆိုရင်လုံးဝကိုပြီးစီးသွားပြီးတော့ခန္ဓာလာပစွာနဲ့မြင်တွေ့နေရပြီပဲဖြစ်ပါတယ်ရှင်ဒီတိုက်လေးကို PAE Diamond Package နဲ့အနံထားတာပဲဖြစ်ပါတယ်ရှင်မြင်းနေရအကျယ်ဝန်းအဖြစ်ပေ30ပေ60ရှိပြီးတော့အဆောက်အအွယ် US 24ပေ43ပေရှိပါတယ်ရှင်ဒီအိမ်လေးရဲ့ဒီဇိုင်းကိုအရှင်စိတ်တန်းစားဒီဇိုင်းအတိုင်းအရေးသေးသေးဝပြီးတော့တေးသက်လာပါတဲ့လက်ရာတွေနဲ့ဖန်တီးပေးထားတာပဲဖြစ်ပါတယ်ရှင်။အိမ်လေးရဲ့အတွင်းပိုင်းကိုလည်းဘယ်လိုခဏထည့်ဝပြီးလာပအောင်ကျမတို့ Minimal Construction and Decoration ကဆောက်လုပ်ပေးထားလဲဆိုတာကိုကြည့်ရှုပေးကြပါအောင်ရှင်။ကဲအိမ်တွင်းပိုင်းလေးရဲ့လေရောက်ဒီဇိုင်းနဲ့လက်ရာတွေကိုကြည့်ရှုပြီးတော့ကျင်းနေကြမယ်လို့မျှော်လင့်ပါတယ်ရှင်။ဆက်လက်ပြီးတော့ကျမတို့ Minimal Construction and Decoration မှာ PAE စနစ်နဲ့မိသားစုအိမ်လေးတစ်လုံးတည်ဆောက်ဖို့စဉ်းစားနေတဲ့သူတွေအတွက်လည်း PAE Package မျိုးစုံနဲ့မိတ်ဆက်ပေးရှင်ပါတယ်ရှင်။အစမ်းထည် Package များဖြစ်တဲ့ Silver Package နဲ့ Silver Plus အချောတဲ့ Package များဖြစ်တဲ့ Gold, Platinum, Diamond, Premium ဆိုပြီး PAE Package 6မျိုးစီစဉ်ပေးထားပါတယ်။အဲ့ဒီတဲကမှာကိုမိသားစုနဲ့ကိုင်းညီမဲ့ budget, quality, design level ပေါ်ကိုမူတည်ပြီးတော့ရွေးချယ်နိုင်ပါတယ်ရှင်။ကျမတို့ Minimal Construction and Decoration ဟာလုံခြုံမှုအရေးအသွေးနဲ့ယုံကြည်စိတ်ချမှုတို့ကိုအဓိကဦးစားပေးပြီးတော့ customer များအတွက်အကောင်းဆုံးတွေကိုဝန်ဆောင်မှုပေးနေတာပဲဖြစ်ပါတယ်ရှင်။ဒါကြောင့်မို့လူချင်းမင်းတို့ရဲ့စိတ်ကူးရဲကအင်္ဂလိပ်ကိုလက်တွေ့အကောင့်ထဲပေါ်တည်ဆောက်နိုင်ဖို့အတွက်ကျမတို့ Minimal Construction and Decoration ကိုအခုပဲဆက်သွယ်လိုက်ဖို့ဖိတ်ခေါ်လိုက်ပါစီရှင်။အိမ်ဆောက်ဖို့ဆိုစိတ်တာချခိုင်ခန့်လှပမင်းတမ